ปิยะเตดิอสองละเผื่อจะน้มนึนอูโกโกจีดีซาบเล่งเน้นเมาเนทายาเนรายโกสิมงาโบเล่งแหลงตกมอตอกาหนึ่งเท่าแค่จาเลยอีจะนุดโดยาวชีเจงในซาบเล่งเน้นเมาดีอังกฤษบาลาเพียงซาตซองเยนีดีโกด้วยฮาเลยอีทัวข้าอูโกโกจีกาไอเซ่เบกูเยนีดาเลวยาหูเมลัยเลยอี Professor ซาคาซีโกเยนีดาบาบยาหูซาบเล่งเน้นเมากับเปียวเลยอี Professor ซาคาสุราเบียกาเลวยาดีนเมจ้าบูตเลวเบหูจันดกาวันยุยเมลัยยาซาบเล่งเน้นเมากาดีลูกาลูดอบอบยาอินเดียกีเบียงานโจยช่วยตะเซกดุยมาดริดเล็ดเท่าเบียงานช่วยตะเซกดุยปีตาฟูเรมฮาราจายกงทูสองช่วยเล็ดประโจดียากแค่ไหนตุบยาทุรดมิวลงเซกโยปิญญาจวนจินจาเรตุโกเรนเล่อดีปิญญาจวนเนบยาเชิญเล็ดเล็ดทุกคนมีมิวควายมีนารีป้องมีอาสวะเนปยาเก็บบุเรในลงตัวยัดปยาบุเรเมียสิโกอโวซีบีซีการเนียมามอตอกามองปยาบุเรทูสันอันโอเซียเปมีมิวกูลบปยาในเวรบยาเดฟฟันลงจีเดอัตปิญญาโดตัว reading ลุกขอเดตัวบ้ายสิอาจารย์กูเพียโซเอปิญญาเบดาเลอัตโตกูจวนเจเนบยาตัวเนี่ยจงเนี่ยไม่เสียเพียดาจาบีအခုဒီလူကအဲ့ဒီအလုပ်တွေကိုရပ်ပြီးဘေးတင်ဟောနေတာဗျအဲ့ဒီဘက်ကလည်းအတော်ကျိုးနေပြုတ်ဟောဒီမှာသူ့ဓာတ်ပုံနဲ့စာအုပ်ဒီစာအုပ်ဟာသူဟောတာမှန်တဲ့အတွက်ထောက်ခံစာတွေကြီးရေးထားတဲ့စာအုပ်ဗျအဲ့ဒီထဲမှာကျွန်ုပ်တို့မြန်မာပြည်ကထောက်ခံစာနှစ်ဆောင်ပါတယ်ပြုတ်ကျွန်ုပ်တို့မြန်မာတွေလည်းအဲ့ဒီဘက်ကိုအတော်တန်စိတ်ဝင်စားပုံရတယ်ထောက်ခံစာတစ်ခုကမြင်းပြားကကိုရွှေမြင့်နယ် Professor စာခါစီကနံပါတ်8အဆောင်လက်ဖွဲ့တောင်းပြီးဖဲရိုက်တာဖဲနိုင်တယ်ဆိုပဲတယောက်ကတော့ထဝဲမြို့မိုင်းတထေးမောင်မောင်လက်တယ်ဗျသူကလည်းသူ့ကို Professor စာခါဟောပေးထားတာမှန်လို့တယ်ဗျချီးမွမ်းစာရေးပေးထားတယ်ဒီစာအုပ်ဟာ Professor စာခါလွန်ခဲ့တဲ့3နှစ်ကထုတ်ခဲ့တဲ့စာအုပ်ဗျဒီနောက်ထုတ်တဲ့စာအုပ်တွေလည်းကျုပ်စီကိုပို့ပေးပါတယ်ရွှေဘုံမှာကျန်ခဲ့တာဗျဒီစာအုပ်ကပြန်ဖတ်ချင်တာနဲ့ယူလာခဲ့တာဗျဟူပြောလေထိုအခါကျွန်ုပ်ကမှတ်မိပြီကိုနင်းမောင်မှတ်မိပြီခင်ဗျသူ့စီကိုခဏခဏစာရေးတယ်မဟုတ်လားဟူပြောလိုက်ရာစာပလင်းနင်းမောင်ကဒီလိုဗျအိန္ဒိယပြည်မှာတော့ဘေးရင်ဆရာတွေကအများကြီးရှိပါတယ်ဗျဒါပေမဲ့ကျုပ်ကသူ့ဘက်သဘောကျတယ်သူဟောပုံကတိတ်ပြီးရှေ့စားတယ်ဗျဒါပေမဲ့ဟောတယ်ရီဖာခက်နဲ့လေအံဝင်နေတယ်အဲ့ဒီပညာကိုကျုပ်ကစိတ်ဝင်စားနေတော့နှချို့အချက်တွေမှာမရှင်းတာရှိရင်သူ့စီလမ်းပြီးနေရတာပေါ့ဗျဟူပြောလိုက်လေမှတ်ချက် Professor စာခါဆိုသူမှာအိန္ဒိယပြည်သွားသားမကကဘာတို့တိုင်အောင်နာမည်ကြီးသောလော်ကီပညာရှင်တဦးဖြစ်လေ၏သူသည် BA ဘွဲ့ကိုအမေရိကမှာရရှိခဲ့၏ရှေးဟောင်းစာပေနှင့်လော်ကီပညာတွေကိုစွမ်းစွမ်းတမန်လိုက်နာခဲ့သူဖြစ်၏ထိုအခါဦးကိုကိုကြီးကကိုနှင်းမောင်ခမဒီပညာတွေအတော်လိုက်စားတယ်နော်ဘာခေါ်လဲဗျလက္ခဏာလားဘီဒင်လားတိုင်းရိပ်တာလားတေးချရှင်းစားပါဗျာကျုပ်ဖြင့်နားကိုမလဲဘူးခမလိုက်စားနေတယ်ဆိုတော့ကျုပ်တိပါတယ်ဟုပြောလိုက်လင်စားပလင်းနှင်းမောင်ကခမပြောတဲ့ဟာအားလုံးပါပါတယ်ဒါပေမဲ့ကျုပ်တကယ်လိုက်စားတာကဟီမရူလူမျိုးတွေရဲ့ကပလာဘီရုအသက်ပညာဗျမြန်မာပြည်မှာတော့ဇာတာတတ်တဲ့ဆရာတွေလက္ခဏာကြီးတတ်တဲ့ဆရာတွေအခြားဘေရင်ပညာတတ်တဲ့ဆရာတွေထူးချွန်တဲ့ဆရာတွေပေါ်ပါတယ်ကျုပ်ပြောတဲ့ကပလာပညာကတော့တဲလွန်စာရယုံလောက်ပဲရှိကြအောင်ပါအိန္ဒိယပြည်မှာတော့အဲ့ဒီဘက်ကပညာတတ်တဲ့ထူတောင်အတော်ကလေးရှားမယ်ဗျ Professor စာခါတို့ကတော့အဲ့ဒီပညာနဲ့ပတ်သက်လို့နှိုက်နှိုက်ချွတ်ချွတ်သိထားတယ်ဗျဒါကြောင့်သူ့စီမှာအဲ့ဒီပညာကိုစေပူးနေတာဗျဟုပြောလိုက်လေထိုအခါကျွန်ုပ်ကကျုပ်ကြားဘူးလေ numerology ပညာမျိုးလားဗျဟုမေးလိုက်ရစာပလင်းနူးမောင်ကခမပြောတဲ့ numerology ဆိုတာကကနန်းပေတယ်ဗျအဲ့လားလေကပလာကနေဆင်းသက်လာတဲ့ပညာပဲဗျဒါပေမဲ့ numerology ပညာနဲ့ဓာတ်ရိုက်ဓာတ်စင်လုပ်လို့မရဘူးကပလာပညာနဲ့တော့ရတယ်ပြောဟုစာပလင်းနင်းမောင်ကပြောပြလိုက်ဒီပညာနဲ့ပတ်သက်လို့တတ်ကြွတဲ့ပုဂ္ဂိုလ်ထင်ထင်ရှားရှားတဲ့ကဘသူရှိတဲ့ုံမြဟုဦးကူကိုကြီးကမေးလိုက်လီဆောလိုမွန်ဘီရင်ကြီးဟာဒီပညာရဲ့ခေါင်းဆောင်ကြီးပေါ့ဗျာဒီပညာမှာရိုးဝဲနဲ့ရှိုင်းတဲ့သဘောတွေအများကြီးပါနေတယ်ဟုစာပလင်းနှင်းမောင်ကပြော၍ဂလေစီယာရေခဲတောင်တစိတ်စီးခရက်ကိုရှိုက်ဖွာလိုက်လီထိုအခါကျွန်ုပ်ကဒါနဲ့အိုင်ဆေးကိုနှင်းမောင်ထောက်ကြလူတတ်မှုကိစ္စကအတော်ကလေးနီးစပ်တယ်လားဗျာဟုမေးလိုက်ရစာပလင်းနှင်းမောင်ကနောက်ထပ်လူတတ်မှုတွေမထိပါနဲ့လို့ဆုတောင်းရတာပါပဲဗျာ။ဩဒါနဲ့ပကူးသွားရအောင်ဗျာဟုပြောလိုက်ရဦးကိုကိုကြီးကဟိုတေဆုံးတဲ့မိမချောလေးပိုင်တဲ့မြိုင်းစည်းဆက်ကိုလား
လူသက်သမားကိုတော့ကျုပ်ဖြင့်အံ့တော့ဗျာဒါလောက်ချော်မောလာပါလေမိန်ကလေးကိုကျုပ်ဖြင့်မတတ်ရဘူးဗျာဟုပြောလိုက်လေထို့နောက်စားပလင်းနှင်းမောင်တီကုတ်အင်းကြီးကိုထလွေဖြုတ်လေခမည်းမတတ်ရပေမဲ့တတ်ရတဲ့သူကတတ်ပြီးသွားပြီလေဗျာကျုပ်တို့တာဝန်ကအဲ့ဒီတတ်တဲ့ကောင်ကိုမိဖို့ပဲပြီးကျိုးစင်ကိုပို့ဖို့ပဲဟုစားပလင်းနှင်းမောင်ကပြောလိုက်လေထို့နောက်စားပလင်းနှင်းမောင်တီမော်တော်ကားကိုမောင်းလေထို့သို့မော်တော်ကားမောင်းရင်အမှုကအတော်ကလေးနှက်တယ်ဗျာကျုပ်ကအဲ့ဒါကိုသဘောကျတာအဲ့ဒီလိုနက်နက်ရှင်းရှင်းလေးဒီမျိုးနဲ့အလုံးမရတာကြာပြီဒီအမှုမှာစိတ်ဝင်စားစရာအကောင်းဆုံးချက်ကတည်နေတဲ့မင်းကလေးနားက6လုံးပြားတလက်နဲ့ပြန်ကျဲနေတဲ့ကြီးစံ6တောင်ပဲဟုပြောလိုက်လေဤသို့နေမင်ကျွန်ုပ်တို့သည်စကားတပြောပြောနဲ့လာခဲ့ကြရာပဲခူးမြို့မြိုင်စီဆက်သို့ရောက်ရှိခဲ့လေစီဆက်ဝင်းနှင့်ကလီအတွင်းဆောက်လုပ်ထားသောစင်ဝင်ပါသည့်နှစ်ထက်တိုက်မှာမြိုင်စီဆက်ပိုင်ရှင်ဦးမြိုင်ဤတိုက်ဖြစ်ကြောင်းသိရလေတော့၏စားပလင်းနှင်းမောင်သည်မော်တော်ကားကိုဦးမြိုင်ဤတိုက်စင်ဝင်အောက်တွင်တွား၍ရပ်လိုက်လေကျွန်တော်စားပလင်းနှင်းမောင်မှာခမရဟိုပြောလိုက်ရာထိုသူကထိုအခါပလိတ်တကာကိုဖွင့်၍လူတစ်ယောက်ထွက်လာလေထိုလူကိုတွေ့လျင်စားပလင်းနှင်းမောင်ကဝမ်းတာပါတယ်ခမရကြွပါစားပလင်းနှင်းမောင်ကဒီအမှုကိုကိုင်တယ်ဆိုရင်တော့မကြခင်တရားခံကိုမိတော့မှာပါဟုပြောလိုက်လေထို့နောက်ထိုသူကပင်သူဒီဦးမြိုင်ထီကြောင်ပြောဆိုသည်ထီရာမြိုင်စီဆက်ဆွေဒီမှာဦးမြိုင်အင်မာမဲကိုအကြောင်းပြု၍မိတ်ခေါ်ထားကြောင်းသိရလေတော့၏ကျွန်ုပ်တို့လည်းဧခိုင်၌ဝင်၍ထိုင်းမိကြလျင်ဧခိုင်၏နေရန်တွင်ချိတ်ဆွဲထားသောစီစေးပကြီးပုံသူကားစီကိုလှမ်း၍ကြည့်နေလေထိုပကြီးကားမှာတေဆုံးသူမိမချောကလေး၏ပုံသူချစ်လေဒီပကြီးကားမှာတဲကောင်းမလားဗျာဒီဟာမြန်မာပကြီးဆရာရဲ့လက်ရမဟုတ်ဘူးလားဗျဟုစားပလင်းနှင်းမောင်ကဖြိုးဆိုကထ၍ပကြီးကားတွင်ရေးထိုးထားသောပကြီးဆရာ၏လက်မှတ်ကိုကြည့်ရှုလေထိုးသောကြည့်ရှုပြီးနောက်တိပြီဒါဦးမြိုင်ရဲ့ဇနီးအိန္ဒိယရောက်တော့ကအိန္ဒိယပကြီးဆရာကြီးရေးကြတယ်ပုံပဲအတော့ကိုပေးရမယ်နော်ဟုစားပလင်းနှင်းမောင်ကပြောလိုက်လေဟုတ်ပါတယ်စားပလင်းနှင်းမောင်ရွှေတင်က9ပြားပူဇော်ခဲ့ရပါတယ်ဟုစီဆက်ပိုင်ရှင်ဦးမောင်ကပြန်ဖြေလေအဲ့ဒီတော့ကဦးမြိုင်ရဲ့ဇနီးမဖြူးဟာဂေါလာဝရီအနောက်ဘက်ကဘေးဒင်ဆရာကြီးစာခါးစီမှာဘေးဒင်မေးခဲ့တယ်လေဟုစားပလင်းနှင်းမောင်ကပြောလိုက်လေမှန်ပါတယ်စားပလင်းနှင်းမောင်ဘေးဒင်ဆရာကြီး Professor စာခါးစီမှာဘေးဒင်မေးဘူးပါတယ်အတော့ကိုမှန်လာပဲဗျဟုဦးမြိုင်ကဖြေလေအဲ့ဒီတော့ကဦးမြိုင်ရဲ့ဇနီးမပြူးမေးခဲ့တဲ့မေဟိုးနန်းမှာကျမယောက်ျားနဲ့ကျမတေတပံတတ်တစုံပေါင်းရပါမလားကျမမှာရန်သူရှိပါသလားဆိုတဲ့မေဟိုးနီကိုမေးခဲ့မှာပဲဟုစားပလင်းနှင်းမောင်ကပြောလိုက်လေမှန်ပါတယ်ခင်ဗျာမှန်ပါတယ်အဲ့ဒီမေကုန်းမျိုးတွေပါပဲဟုဖြေလီပြီးတော့မပြူးမေးခဲ့တဲ့မေကုန်းထဲမှာကျမယောက်ျားကကျမကိုနှစ်ကာချစ်ပါရဲ့လားရှင်ဆိုတဲ့မေကုန်းမျိုးလဲပါသေးတယ်မှတ်တယ်ဦးမြိုင်ရဲ့ဟုစားပလင်းနှင်းမောင်ကပြောလိုက်လင်ဦးမြိုင်ဒီပါဇက်အဟောင်းသားနဲ့စားပလင်းနှင်းမောင်အားငေးမောကြည့်ရှုနေလေအတော်အတန်ကြောင်ငေးမောကြည့်ရှုပြီးတော့ဘလို့များတိနေလာလဲစားပလင်းနှင်းမောင်ရဲ့အဲ့ဒီအတိုင်းမှာဖေဗျာဟုဦးမြိုင်ကမေးလိုက်လေဒီလိုဦးမြိုင်ရဲ့စောကပြောတဲ့ Professor စာခါစီမာက Talisman လို့ခေါ်တဲ့အဆောင်လက်ဖွဲ့12မျိုးရှိတယ်ဗျခမည်းသဘောပေါက်အောင်ပြောပြရအောင်မယ်1 Talisman for riches and honor ချမ်းသာစီရန်နဲ့ဂုဏ်ပိတ်ခါမြင့်စီရန်အဆောင်လက်ဖွဲ့2 Talisman for health အာရုကြတိလက်ဖွဲ့3 Talisman for fruits of earth ရာသမားများလဲသမားများအသီးအပွင့်ဖြစ်ထွန်းစေသောလက်ဖွဲ့5 Talisman for man's love ယောက်ျားများဆွဲလန်းစေသောပိယာလက်ဖွဲ့6 Talisman for women's love မိန်းမများဆွဲလန်းစေသောပိယာလက်ဖွဲ့9 Talisman for eloquence ပရိသတ်ဆွဲလန်းစေသောလက်ဖွဲ့10 Talisman for hazard ထီးအစရှိသောငွေရွှင်းစေသောလက်ဖွဲ့9 Talisman for litigation တရားပြိုင်တရားနိုင်စေသောအဆောင်လက်ဖွဲ့10 Talisman for children ကလေးရစေခြင်းနှင့်ကလေးအဖတ်တင်စေခြင်းဆိုင်ရာလက်ဖွဲ့17 Talisman for spirits မကောင်းဆိုးဝါးကာကွယ်စေသောလက်ဖွဲ့17 Talisman for black magic အောက်လန်းအစရှိသည်တို့မှကာကွယ်စေသောလက်ဖွဲ့အဲ့ဒီလိုအဆောင်လက်ဖွဲ့12မျိုးလောက်ထားတယ်ဗျာနံပါတ်1ကနေ6အထိ Professor စာခါးက9ချက်ပဲယူတာနံပါတ်9ကနေ12အထိ35မူယူတာဦးမြိုင်ရဲ့ဇနီးမပြူးက Professor စာခါးကြီးကနံပါတ်5လက်ဖွဲ့ကိုဝယ်ယူခဲ့ဖူးတယ်ဗျအဲ့ဒီလက်ဖွဲ့ဆောင်ဖူးတဲ့အတွက်ကြောင့်ယောက်ျားဖြစ်သူဦးမြိုင်ကသူ့အပေါ်အချစ်တွေတိုးလာကြောင်းပြန်စားကိုလည်း Professor စာခါးစီကိုပို့ဖူးတယ်အဲ့ဒီဇာကိုစာခါးက
သူ့ရဲ့ prediction ဆိုတဲ့စာအုပ်အတွက်ဆက်သုံးမှာဖော်ပြဘူးတယ်ကျုပ်ကအဲ့ဒီစာအုပ်တွေကိုအမြဲဖတ်နေတာဗျာအဲ့ဒီမှာမြန်မာပြည်ကစာတွေကိုနည်းနည်းအာယုံစိုက်မိတာပေါ့ဗျာခမည်းမိမနာမည်က Elite View တဲ့လိပ်စာကပကူးလို့ပေးထားတယ်ဟုစာပနင်းနှမုံကပြောလဲလေတော့ဤထိုအခါဦးမြိုင်ကမှန်ပါတယ်ခမည်းနန်ဆက်ပါပြီတဲ့ဒါကြောင့်လဲစာပလင်းနှမုံနဲ့နာမည်ကြီးပြတာဘောဟုပြောလဲလေထို့နောက်စာပလင်းနှမုံကစိတ်လိပ်တို့ကိုပြာကွက်တွင်ထိုးချင်ရင်မပြူးဟာ Maxim Bank ကိုငွေထုတ်ဖို့အသွားမှာအသက်ခံရတာငွေသွားထုတ်ပြီးသူတယောက်တည်းအဲ့ဒီလိုသွားထုတ်လေစီးသလားဟုမေးလိုက်လေခါတိုင်းတော့ကျွန်တော်လိုက်ပါတယ်အဲ့ဒီနေ့ကတော့ကျွန်တော်လဲကောင်းကောင်းနေမကောင်းသေးကနဲ့မလိုက်ဖြစ်တယ်ဘူးဟိုဦးမြိုင်တာပြောလေဦးမြိုင်ကောင်းကောင်းနေမကောင်းသေးတာဆိုတာဝမ်းသွားနေတာကိုပြောတာလားဟုစာပလင်းညင်မောင်ကမေးလိုက်ရဦးမြိုင်ကဟုတ်လိုက်တာဗျာပြီးခဲ့တဲ့4ရက်လောက်တာကလေးကစူးပုတ်ရွက်နဲ့ပဲကြီးဟင်းကိုစားမိပြီးဝမ်းပြက်နေတာမနေ့ညကမှဝမ်းသွားရက်တယ်ဟုပြောလိုက်လေထိုအခါစာပလင်းညင်မောင်ကဦးမြိုင်လိုက်မသွားတဲ့နေ့မှဖိချတာကိုစိတ်မကောင်းစရာပဲဟုပြောလေဟုတ်ပါတယ်ခင်ဗျာဒါပေမဲ့သူ့မှာတနတ်ပါလေးရဲ့နဲ့ဘာဖြစ်လို့တနတ်နဲ့မခုခံနိုင်ရလာလဲကျွန်တော်မိန်းမဟာတိတ်ပြီးကြောက်လန့်တတ်တဲ့မိန်းမမျိုးတွေမှာမပါဘူးညာတိတ်ပြီးဘိုးဆန္ဒဟူဥညိုင်ကပြောလိုက်လေထိုအခါစာပလင်းနှင်းမောင်က၎င်းဤလွယ်အိတ်အတွင်းမှာ6လူပြူးနဲ့ကြီးစံမားကိုထုတ်ယူ၍အဲ့ဒါမပြူးရဲ့တနတ်ပဲဒါနဲ့မေးပြစီအောင်ဥမြိုင်ရဲ့ခမည်းဇနီးမပြူးမှာညိုးသူရန်ဖက်မှာရှိနေသလားဟုမေးလိုက်လေထိုအခါဥမြိုင်ကမရှိပါဘူးဗျလားမပြူးဟာလူတိုင်းနဲ့တဲ့ပါတယ်စက်ကအလုတ်သမားနေဆိုလေသူ့ကိုအလုံးမဲချစ်ကြပါတယ်ဒီလောက်ရဲရဲဆက်ဆက်လုံမဲ့သူရဲ့လို့ကျုပ်ဖင်စဉ်းစားလို့မရပါဘူးဟူပြောလိုက်လေထိုကိစ္စမထစ်ခင်မှာခမည်းတော်အိမ်ကိုလူအဝင်အချွတ်လေးများရှိပါသေးသလားဟုစာပလင်းနှင်းမှန်ကမေးလိုက်လေထိုအခါဦးမြိုင်ကမရှိပါဘူးခမည်းပုံမှန်အတိုင်းပါပဲဟုဖြေလေထိုအခါစာပလင်းနှင်းမှန်ကဒီတနက်ကမပြူးအမဲတန်းကင်နေတဲ့တနက်ပဲနော်ဟုမေးလိုက်ရာဦးမြိုင်ကအမဲတန်းကင်ပါရခရီးထွက်တာနဲ့သူ့ရဲ့လက်ပွေးအိတ်ထဲမှာအမဲတန်းပါတဲ့တနက်ပါပဲဟုပြောလိုက်လေထိုအခါစာပလင်းနှင်းမောင်တီပဝါအနီစလေးကိုထုတ်ယူပြရင်ဒီပဝါအနီစလေးမပြူးစီကိုရောက်လာတာတော့ဥမြိုင်တိပါသလားဟုမေးလိုက်လေထိုအခါဥမြိုင်ကတိပါတယ်ခင်ဗျာစာတိုက်ကရောက်လာတာပါသူတို့ကွန်ပင်ကျောင်းတုံးကကျောင်းနေပဲတငယ်ချင်းတွေက April Fool လောက်တာပါဟုပြောလိုက်လေထို့နောက်စာပလင်းနှင်းမောင်ကဥမြိုင်အားအကြောင်းထူးရင်ချက်ချင်းအကြောင်းကြားမိဖေကြောင်းပြောဆို၍ထွက်ခဲ့လေလမ်းတို့ရောက်တော့အခါဥကိုကြီးကအသက်ခံရတဲ့မိန်းကလေးကရုပ်ကလေးကချောပါတယ်ဒါပေမဲ့နာမည်ကအပြူးတယ်လားခင်ဗျာဒီချက်လှတဲ့နာမည်လေးသူမိဘကမပေးနိုင်တော့ဘူးလားဟုပြောလိုက်ရာစာပလင်းနှင်းမောင်ကဒီလိုမဟုတ်ဘူးယာသူ့အဖေကအပြူးဖြစ်လိမ့်မယ်ငယ်ငယ်ကအင်္ဂလိပ်ကျောင်းထားတော့သူ့အဖေနာမည်နဲ့အင်္ဂလိပ်နာမည်တွဲပြီးမှတ်တာမို့လားသူ့နာမည်က Elite View တဲ့ဗျာ Elite ကသူ့နာမည် View ကသူ့အဖေနာမည်ဟုပြောလိုက်လေထိုအခါဦးကိုကြီးကမပြူးယောက်ျားဦးမြိုင်ကလည်းအသက်ဘာမှမကြီးသေးပါလားဗျာကိုနှင်းမောင်နဲ့မှမသိမ့်မရိပ်မယ်ရှိမယ်တသေးမှုလို့ဦးတက်ခေါ်တာပြုတ်ဟုပြောလိုက်လေထိုအခါကျွန်ုပ်ကကျုပ်အဖြစ်ဒီအမှုမှာသူယောက်ျားဦးမြိုင်ကိုတဲပြီးမတင်ကားဘူးဗျဒီလူပြောပုံစူပုံကအေးဆက်ဆက်ကြီးဗျပြီးတော့လေဒီလောက်ချောမောလှပတဲ့မိန်းကလေးကသူယောက်ျားကသူ့ကိုချစ်ခင်နှစ်သက်လာအောင် Professor စာခါစီမှာအဆောင်လက်ဖွဲ့မာရတာပဲဗျဟုပြောလိုက်လေထိုအခါဦးကိုကြီးကကျုပ်ကတော့ဒီလိုမထင်ဘူးဗျမဖြူးဟာလွှိဝက်အသင်းတစ်ခုခုမှာဝေထားတဲ့သူဖြစ်လိမ့်မယ်ပဝါနီလေးဟာသူ့အသင်းကသူ့စီပို့တဲ့ဟာဖြစ်လိမ့်မယ်ဒါမျိုးတွေကလည်းမရှိဘူးလို့မပြောနိုင်ဘူးနော်ခဏပေါ်ပေါက်ခဲ့တာဗျမဟုတ်ဘူးလားကိုနှင်းမောင်ဟုပြောလိုက်လေထိုအခါစာပလင်းနှင်းမောင်ကထင်းခွင်ရှိပါတယ်ဗျလွတ်လပ်ကြီးထင်နိုင်ပါတယ်တိုးတော်လဲကိုထင်ထားတဲ့ထင်လုံးဟာတဘာဝကြမကြတော့အလေးအနက်စဉ်းစားပြီးမှထင်တာအကောင်းဆုံးပဲဗျ IB ကလည်းသူ့ယောက်ျားကိုထင်တယ်ဆိုတာထင်နေတာပဲထင်လို့တဲ့ချက်တွေရှိနေတာကိုဦးကိုကြီးကလွှိဝက်အတင်းတစ်ခုခုကလုတ်ကြံတယ်လို့ထင်တယ်ဒါလည်းတဘာဝကြတာပဲကျုပ်ကတော့ဘာမှမထင်သေးဘူးဗျကျုပ်အတွက်ထင်လို့တဲ့အချက်တွေမှာမတွေ့သေးပဲကိုဗျဒါကြောင့်ကျုပ်ဖြင့်ဘာမှမထင်သေးဘူးဗျ
အဲ့ဒီလိုမထင်တာလဲတဘာဝကြတာပဲဗျဟုပြောလိုက်လေ ထို့နောက်ကျွန်ုပ်တို့သည်ရန်ကုန်ဘတ်သို့ပြန်လာကြလေ၏အပြန်ခရီးတွင်ဦးကိုကိုကြီးသည်ကားကိုမောင်းလေ၏လဲကူးသို့ရောက်သောကာလ၌ဈေးအနီးရှိထမင်းဆိုင်တွင်ဝင်၍ထမင်းစားကြလေ၏ထမင်းဆိုင်တွင်စားပလင်းနှင်းမောင်နှင့်တီကျွမ်းဘူးသောရာဇဝတ်အုပ်မောင်ပါဆိုသူကစားပလင်းနှင်းမောင်အားကျွန်ုပ်တို့စားသောထမင်းဘူးကိုရှင်းပါစေတို့လာရောက်တောင်းပန်လေ၏စားပလင်းနှင်းမောင်ကိုကျွန်ုပ်တို့ကပါမရှင်းရန်ပြောတော့လေမလုပ်ပါနဲ့ဆရာရဲ့ရှင်းပါစေတို့အတန်တန်ပြောသဖြင့်ကျွန်ုပ်တို့လည်းငင်းနေရလေ၏ထိုအခါရာဇဝတ်အုပ်မောင်ပါကထမင်းရောင်းသောအတော်ကြီးအားအတော်ကြီးအဲ့ဒီဝိုင်းအတွက်မယူနဲ့ကျုပ်ပေးမယ်ဟုပြောလိုက်လေ၏ထိုအချိန်မှာပင်ပလိတ်နှစ်ဦးသည်ဖဲသမားများကိုဖမ်း၍ထမင်းဆိုင်အတွင်သို့ဝင်လာပြီးလင်ထမင်းစားကြလေ၏ထိုအခါရာဇဝတ်အုပ်မောင်ပါကပလိတ်ကလေးတူအားဘာမူလဲကွာဟုမေးလိုက်ရာပလိတ်ကလေးကဖဲဝိုင်းဆရာအချိန်ကစကိုစကကြီးဆိုတော့သူတို့အတွက်အချုပ်ခန်းမှာထမင်းရမှာမဟုတ်ဘူးဆိုတော့သူတို့စားပါစေဆိုတာနဲ့ထမင်းဝင်ကြွေးတာထမင်းဘိုးကတော့သူတို့ဝိုင်းကတိမ့်လာတဲ့ပတ်စံနဲ့ခြေရမှာပဲဟုပြောလိုက်ရင်ရာဇဝတ်အုပ်မောင်ပါကအေးအတော်ပဲငါစားတဲ့အတွေ့ရောဟောဝိုင်းအထွက်ပါခြေလိုက်ကွာဟုပြောလိုက်လေ၏ထိုအခါအခြားသောထမင်းဝိုင်းမှအယက်သူအယက်သားများသည်ကျွန်ုပ်တို့အားပြုံးစီစီချင်းဝိုင်း၍ကြည်ကြတာကျွန်ုပ်၏တသက်တာတွင်အဆက်ရဘူးသောအချိန်တစ်ချိန်ခေထိုနေ့ကိုတသက်ပတ်လုံးမှတ်မိနေပြီတော့၏ကျွန်ုပ်တို့လည်းဆိုင်အတွင်းမှကြပြားထွက်လာခဲ့လေ၏လမ်းတို့ရောက်သောအခါဦးကိုကိုကြီးကထမင်းကျွေးတာကျေးဇူးမတင်ပြင်ပါတော့ရိုက်ချင်တယ်ဗျာဟုပြောလိုက်ရာစာပလင်းနင်းမောင်ကတစုံတရာပြောဆိုခြင်းမပြုဘဲစီဂရက်ကိုဖွာလိနေလေ၏ကျွန်ုပ်ကလည်းအေးဗျာကျုပ်ဖြင့်ရှက်လိုက်တာဗျာဟုပြောလေ၏ထိုကဦးကိုကိုကြီးကမတော်လေးဖက်နဲ့မျက်နာလုတ်တယ်ဆိုတာဒီလိုကောင်းစားမှုတွေပေါ့ဗျာဟုပြောပြီးသူ့ဘာသာသဘောကျ၍ဟဲဟဲနဲ့ရဲမိုးနေလေတော့၏ထို့နောက်ကျွန်ုပ်တို့သည်စာပလင်းနှင်းမောင်အား၎င်းနေထိုင်ရာ295ဘိုလင်းလန်းစီသို့ပြန်၍ပို့ပြီးနောက် CID သို့ပြန်ခဲ့ကြလေတော့၏